အဖွဲ့အစည်းနဲ့တာဝန်ကိုကိုစားပြုဝတ်ဆင်ရတဲ့ယူနီဖောင်းတွေမှာဝတ်ဆင်မှုသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့ကိုယ်ကိုယ်တွေ့စံသတ်မှတ်ချက်တွေရှိသလိုသာသနာ့ရေးဖြစ်တဲ့သင်္ကန်းဟာလည်းအဝတ်ထဲတတ်မြတာမဟုတ်ပါဘူးဝေယုံသုံးဆွဲမှုလိုအပ်တဲ့ရည်ချင်းတွေရှိပါတယ်သင်္ကန်းနဲ့ထိုက်တန်သူမထိုက်တန်သူဆိုတာကိုဒီရည်ချင်းတွေရှိမရှိဆိုတဲ့ပုံမှာကြည့်ပြီးဆုံးဖြတ်ရတာပါပုဂ္ဂိုလ်တရားဟာဖန်ရီဆိုတဲ့သင်္ကန်းကိုဝတ်ဆင်ထားပေမဲ့လို့စိတ်တဏ္ဍာမှာတော့တတ်မှတ်မှုရာကမကျေနပ်မှုဒေါသစတဲ့ကိလေသာဖန်ရီတွေနဲ့စွန့်ပြီးတွေနဲ့တနည်းအားဖြင့်ပြောတော့စိတ်ဓာတ်နဲ့ကိုယ်ကျင့်တရားတွေပျက်စီးနေတယ်ဒါအပြင်ကိုမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့အိန္ဒြေ6ပါးတို့မှာအကုသိုလ်ရာတွေဖြစ်မလာအောင်စောင့်စည်းခြင်းမရှိသလိုမှန်သောစကားကိုဆိုခြင်းဝစီတစ္ဆာလည်းပဲမရှိဘူးဆိုရင်ထိုသူဟာသင်္ကန်းနဲ့မထိုက်တန်သူသာဖြစ်ပါတယ်အခြားပုဂ္ဂိုလ်တယောက်ကတော့စိတ်ကိုအယောင်ဆိုးတတ်တဲ့ရာဂဒေါသစတဲ့ကိလေသာဖန်ရည်တွေကိုထွေးအံထားတယ်တနည်းအားဖြင့်ပြောတော့စိတ်အစဉ်ကိုစင်ကြယ်တန့်ရှင်းအောင်ထားတယ်ယဟန်တွေလိုက်နာရမယ့်ဝိနည်းကျင့်ဝတ်တွေကိုကောင်းစွာလိုက်နာကျင့်သုံးတယ်ပြီးတော့လည်းပဲမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အိန္ဒြေ6ပါးတွေမှာအကုသိုလ်တရားတွေဖြစ်မလာအောင်တတိနဲ့စောင့်စည်းတယ်မှန်သောစကားကိုဆိုခြင်းဝစီသစ္စာလည်းပဲရှိတယ်ထိုသူမျိုးတည်သားလင်သင်္ကန်းနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီတော့ဒီကာရတော်နှစ်ပုဒ်ရဲ့ဆိုလိုရင်းအထက်ပဲကတော့ဝိစုံဟာအကျင့်ကိုအစားမထိုးနိုင်ပါဘူးအပေါ်ယံအဝတ်စားတဲ့အတွင်းစိတ်ဤချင်းကသာလင်အဓိကဖြစ်တယ်ဆိုတာကိုဟောကြားတော်မူလို့ဖြစ်ပါတယ်အားလုံးလည်းပဲကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ကိုယ်ယူကိုယ်သွေးတွေကိုတည်ဆောက်နိုင်ကြပါစေ